ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနှစ်မှာတစ်ကြိမ်ပြုလုပ်ကျင်းပလျက်ရှိတဲ့ဒေတာတွင်းစီကိန်းပြိုင်ပွဲဟာဒီနှစ်မှာတော့ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်ဒီတစ်ပတ်တောက်ကြနေမှာတော့စီကိန်းပြိုင်ပွဲရဲ့မြန်မာဘောလုံးအသင်းတွေဟာစတင်ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒီဇင်ဘာ9ရက်နေ့ရဲ့ညနေစောပိုင်းဖြစ်တဲ့3 နာရီခွဲမှာတော့မြန်မာမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ဟာစတင်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒေတာတွင်းပြိုင်ပွဲတွေမှာတော့ဖိလစ်ပိုင်အသင်းဟာကမ္ဘာဖလားအတွေ့အကြုံရှိပြီးပြိုင်ပွဲကောင်းအသင်းတစ်သင်းအနေနဲ့ရှိနေပါတယ်သူတို့မှာကပြားကစားသမားတွေများတာကြောင့်ကစားရခက်ခဲစေပါတယ်မြန်မာအသင်း ISB ဟာမကြသေးခင်ကဖိလစ်ပိုင်အသင်းစတေလီယန်လာဂူနာအသင်းကို3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူထားပါသေးတယ်ဒီအချက်ဟာလည်းစိတ်သက်ပိုင်းဆိုင်ရာခွန်အားတရဖြစ်စေပါတယ်မြန်မာမျိုးသမီးအသင်းကတော့ဒီနှစ်မှာပရိသတ်တွေအနေနဲ့ရွှေတံဆိပ်ရစေချင်ကြပါတယ်ခြေစွမ်းပိုင်းအရလည်းပြီးခဲ့တဲ့ AFF Women Championship ပြိုင်ပွဲမှာဒုတိယရခဲ့ပါတယ်ချန်ပီယံဖြစ်ခဲ့တဲ့ Australia ဟာအဆတာလွန်ခဲ့တာကြောင့်အရှုံးပေးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ချိန်မှာတော့ဘိုလူဝဲအဆင့်ကိုတက်ရောက်ပြီးချန်ပီယံဖြစ်စေချင်ကြတာဖြစ်ပါတယ်မြန်မာမျိုးသမီးအသင်းဟာပြိုင်ပွဲကောင်းအတွေ့အကြုံတွေများစွာရရှိထားတဲ့အသင်းလို့ဆိုရင်လည်းမမှားပါဘူးအကြောင်းကတော့ပြီးခဲ့တဲ့အာရှချန်ပီယံလိပြိုင်ပွဲမှာ ISB အသင်းဟာလက်ရွေးစင်ကစားသမားများစွာကိုအငှားခေါ်ယူကစားခဲ့တာကြောင့်ဖြစ်ပါတယ်ဒီအချက်ဟာမြန်မာလက်ရွေးစင်အသင်းအတွက်အတော်လေးအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်အုပ်စုတွင်းမှာဂျပန်တောင်ကိုရီးယားမြောက်ကိုရီးယားစတဲ့အာရှအင်အားကြီးနိုင်ငံတွေရဲ့အသင်းတွေကိုရှင်ပြိုင်ခဲ့ရတာကြောင့်ခြေစွမ်းပိုင်းကိုပုံမတိုးတက်စေမှာအမှန်ပဲဖြစ်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့လပိုင်းကလည်းဂျပန်မှာတွားရောက်လေ့ကျင့်ခဲ့ကြပါသေးတယ်ဆက်လက်ပြီးအမျိုးသားအသင်းအကြောင်းအနည်းငယ်တင်ပြပေးရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ U22 အသင်းဟာစီကိန်းပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ပြည်တွင်းခြေစမ်းပွဲအဖြစ် U22 ခအသင်းကိုဖွဲ့စည်းစေပြီးဦးမျိုးမင်းထွန်းကညီပြချုပ်အဖြစ်တာဝန်ယူကရှင်ပြိုင်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့6လပိုင်းကလည်း AFC U23 ခြေစစ်ပွဲကိုဒီအသင်းကဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။အုပ်စုတွင်းမှာတော့ကူဝိတ်မြန်မာဂျပန်အာဖဂန်နစ္စတန်ဆိုတဲ့အင်အားကြီးအသင်းတွေပါဝင်တာမို့ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ပါဘူး။ပရိသတ်တွေအနေနဲ့အမျိုးသားအသင်းပေါ်မှာအမျိုးသမီးအသင်းလောက်မျှော်လင့်ချက်မထားကြတာအမှန်ပါ။ဒါပေမဲ့ကျွန်တော်တို့အသင်းရဲ့လုံနိုင်စွမ်းဘယ်လောက်ရှိမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲကိုတော့ဖိလစ်ပိုင်အသင်းနဲ့ပဲညနေ9 နာရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသမီးအသင်းပွဲပြီးတာနဲ့အမျိုးသားအသင်းကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကစားရတာမဟုတ်မြန်မာလူမျိုးအများပြားရှိတာကြောင့်ပရိသတ်တွေအနေနဲ့တွားရောက်အားပေးနိုင်ကြမယ်လို့မျှော်လင့်မိပါတယ်။စီကိန်းပြိုင်ပွဲရဲ့ကွင်းဖွင့်ပွဲကိုတော့ဒီဇင်ဘာလ9 ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးအားကစားနည်းနဲ့ပိုလိုအားကစားနည်းတွေကိုတော့ဒီကနေ့ဒီဇင်ဘာလ3 ရက်နေ့ကနေစတင်ပြီးရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးမှာအားကစားသတင်းများကိုအစင်မပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။